ကဲအခုဆိုရင်တော့ဒုတိယပိုင်းပြန်လည်ရရှိလာပါပြီဆိုတော့အမားတို့ပထမပိုင်းမှာဆိုလို့ရှိရင်เนาะ international news တွေ market trend တွေကိုဆွေးနွေးပြီးသားပြီကဲအခုဆိုရင်ဒုတိယပိုင်းမှာဆိုလို့ရှိရင် 4C နဲ့ပတ်သက်တဲ့အမားတို့စီမှာအမေးအများဆုံးမေးခွန်းလေးတွေကိုအမားတို့ထုတ်ထားပါတယ်ဆိုတော့ဒီမေးခွန်းလေးတွေမှာဆိုလို့ရှိရင် color clarity ကဲ current weight ဆိုပြီးတော့မတို့၄ပိုင်းခွဲပေးထားပါတယ်မေးခွန်းတွေကအများကြီးပဲเนาะဟုတ်တယ်ဒါပေမဲ့အများကြီးတွေတဲကမှနည်းနည်းကြည်လေးကိုပဲအမဟိုအမေးအများဆုံးမေးခွန်းလေးတွေကိုပဲအမထုတ်ပေးထားပါတယ်ဟုတ်ကဲ့ပါဆိုတော့ပထမဆုံးမေးခွန်းလေးစလိုက်ကြမယ်နော်ဟုတ်ကဲ့ပါခင်ဗျာကဲပထမဆုံးမေးခွန်းလေးရရဲ့ကိုရင် KLM color တွေကမျက်စိနဲ့ကြည့်ရင်တော့အဝါဘက်ကိုသွားသေးတာလားတဲ့ဆိုပြီးတော့မေးထားတာလေးကိုရင်အနေနဲ့ဆွေးနွေးပြပါအောင်ရှင်ဟုတ်ကဲ့ KLM color เนาะဟုတ်ကဲ့ဆိုတော့ကျွန်တော်စိတ်ထင်ပေါ့နော်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ GI color grading center ပေါ့နော်ဒါကိုပဲပြန်ကြည့်အောင်ပေါ့ဟုတ်ကဲ့ဆိုတော့ဒါကိုပြန်ကြည့်မယ်ဆိုလို့ချင်းကျွန်တော်ဒီ KLM color တွေအမ faint အုပ်စုတွေပါပြီးပါမယ်နော်ဆိုတော့ faint ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် K color ဆိုလို့ရှိရင်ဝါဒီရေးလေးစပြီးပါလာပြီး L color ပိုပါလာပြီး M color ပိုပြီးတော့ပါလာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒါမှမျက်စိနဲ့ကြည့်ရင်အဝါဘက်သွားတာမြင်ရသလားလို့မေးရင်ကျွန်တော်ဘယ်လိုအခြေအနေမျိုးမှာကြည့်မှာလဲဒါလေးရမေးစရာရှိဥပမာထားပါတော့ဘယ်လို lighting မျိုးနဲ့ကြည့်မှာနောက်ပြီးတော့အရေးကြီးတာ size ဘယ် size ကိုသွားပြီးတော့ကြည့်မှာဟုတ်ကဲ့ကျွန်တော်တို့ size သေးသေးလေးဆိုလို့ရှိရင်ပြဿနာမရှိဘူး size သေးရင်ဝါဒီရေးပါလေတိတ်မတိတ်တာဘူးဒါပေမဲ့ size ကြီးသွားရင်ကျတော့ကျွန်တော် magnify လုပ်တာပေါ့နော် size ကအကြီးဆိုတာအယောင်ပါပြီးတော့ဒါ ကလက်အထက်လောက်ဖြစ် yes ဟုတ်တယ်မှာဒါ color ပါတာပို့ပြီးတော့တိတာပြီဒါကြောင့်မလို့အခုမေးထားတဲ့အကူအနေနဲ့ကျွန်တော်တို့ကိုကအယောင်ပါတာမျိုးကိုမကြိုက်ဘူးပေါ့နော်ပြောင်ပါတာမျိုးကိုမလိုချင်ဘူးဆိုတော့သိကြတယ် KLM color မဟုတ်ဘဲနဲ့ကျွန်တော်တို့ D2 I color ဂျားလောက်ရွေးတာကတော့အခုအတွက်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်အကယ်မို့ကိုကအယောင်ရေးပါလဲပြဿနာမရှိဘူးဆိုလို့ကျွန်တော် KLM color good ဟုတ်တယ်ရွေးချယ်တယ်ရွေးလို့ရတယ်ဘာဖြစ်လို့ဆိုတော့ဒီ D2 ဇက်အုပ်စုစီကျွန်တော် normal color အုပ်စုပေါ့နော် normal color အုပ်စုတို့မြည်သည်ကျွန်တော်တို့အချင်းချင်းရှင်ကြည့်မှသာအယောင်ပါတယ်မပါဘူးဆိုတာမြင်တာသူကြီးဆိုလို့ရှိရင်ကြိုက်တယ်လို့ဝယ်လို့ရတယ်ကိုကြိုက်တဲ့ color ရေးပြီးတော့ဝယ်လို့ရတယ်နောက်တစ်ခုကျွန်တော်တို့ဘယ်နေရာမှာသွားပြီးတော့စကားပြောဦးမလဲဆိုတော့ဥပမာထားပါတော့ကျွန်တော်တို့အထည်လေးကို sorry ဥပမာထားပါတော့ကျွန်တော်တို့ကစိန်လေးကိုဝယ်ပြီးတော့အထည်ခက်တဲ့ခါမှာအယောင်တင်တဲ့ခါမှာကုတ်တင်ပါသုံးမလဲဒါလေးရသွားပြီးတော့စကားပြောနော်မှာဥပမာထားပါတော့ကိုက KLM color ဝယ်ပြီးတော့ထားပါတော့ရွှေရောင်လောက်သွားပြီးတော့ခက်မယ်ဆိုလို့ရှိရင်ဒါအဆင်ပြေတယ်ကဝါစီလေးရေးပါတယ်ဘေးကရွှေအောင်နဲ့ဆိုတော့အယောင်ချင်းချင်းခြေဝါးတဲ့ကြောင့်စိန်ကိုပို့ပြီးတော့ဖြူတဲ့ look ပေါက်စေတယ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော်တို့က D2 အဖြူကာလာလေးပေါ့နော် D2 H ကာလာလောက်ကျွန်တော်တို့ဝယ်တယ်ကာလာအမြင့်နဲ့ဝယ်ပြီးတော့အထည်ခက်တဲ့ခါမှာကာလာကုတ်တင်တဲ့ခါမှာအယောင်တင်တဲ့ခါမှာရွှေရောင်လိုကာလာမျိုးသွားပြီးတော့ခက်မယ်ဆိုလို့ကျွန်တော်တေးကြတယ်ဘေးမှာပါတဲ့ရွှေကစိန်နဲ့ဥပမာဖြစ်တဲ့အတွက်ကြောင့်စိန်ရဲ့အလှကိုအထိကိတ်စေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုလေးမြင်ပါတယ်မှာအဲ့လိုမျိုးလေးရွေးပြီးခက်မယ်ဆိုရင်တော့အစီအပြင်မှာဖြစ်ပါတယ်ဆွေးနွေးပြီးတော့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်အမအောက်မှာကြံသေးတယ်ကာလာနဲ့ပတ်သက်ပြီးဒီခါတော့အမဖြည့်ပေးပါဦးဟုတ်ကဲ့ကဲဘယ်ကာလာဝယ်တာအကောင်းဆုံးလဲဖြည့်ပေးပါဦးနော်ဘယ်ကာလာဝယ်တာအကောင်းဆုံးလဲဆိုတော့အဲ့ဒါဒီမိန်းခွန်းဆိုလို့ရှိရင်အမဖြည့်မယ်ဆိုတော့လူတဦးတယောက်ရဲ့အကြိုက်ပေါ်ပဲမူတည်ရလို့မတော့မြင်တယ်ပေါ့နော်အမဟိုရှေ့ကပထမပိုင်းမှာဆိုလို့ရှိရင်လည်းအမဘယ်ကာလာရွေးချယ်တင်နေဆိုတော့ပြောသွားပြင်မယ်လေဒါကအမရဲ့အမအမြင်ကွာ opinion အမ opinion ဒါတချို့ကြတော့လေတယောက်နဲ့တယောက်အမြင်မတူဘူးပေါ့တချို့ကြတော့ကာလာပါတာကြိုက်တယ်တချို့ကြကာလာမပါတာကြိုက်တယ်မျိုးစုံပေါ့နော်ဒီလိုမျိုးတွေထဲမှာဆိုလို့ရှိရင်ဒါကာလာအကြောင်းကိုအမတို့ပြောမယ်ဆိုတော့လူဝယ်များတဲ့ကာလာလည်းရှိတယ်လို့ပုံမှန်တချို့ကြလည်းကြိုက်တယ်ဒါပေမဲ့ budget အရာဟိုဘယ်လိုပြောမလဲ budget အရာတိတ်မသိမ့်တော်လို့မဝယ်ဖြစ်သွားတာမျိုးလဲရှိရဲတချို့ကြတော့လည်းအခြေအနေပေါင်းစုံပေါ့နော်ဒါကတော့ဟိုအဓိကကာလာနဲ့ clarity ဆိုတာကိုရင်အဓိက budget ပေါ်မူတည်ပြီးတော့ချိန်ပြီးတော့ဝတ်ဆင်ကြတဲ့အရာတွေဖြစ်နေတာဆိုတော့ဒီနေရာမှာတော့အမတို့ရွေးချယ်ဖို့တော့အမတို့မပေးဘူးပေါ့နော်ဆိုတော့ကာလာအကြောင်းကိုအမတို့ပြောမယ်ဆိုလို့ရှိရင် DEF လို့ကာလာမျိုးဆိုလို့ရှိရင်ဒါကာလာမပါဘူးပေါ့နော်ကာလာမပါဘူးအယောင်မပါဘူးဒါမျိုးဆိုလို့ရှိရင်ကြိုက်တယ်ဆိုရှင်တော့ DEF ကိုရွေးချယ်တဲ့နဲ့တကယ်လို့မဟုတ်ဘူးbudget လည်းအဆင်ပြေတယ်ကာလာရဆိုလို့ရှိရင်လည်း quality အမြင့်တစ်ခုထဲမှာပါနေတယ်ဆိုလို့ရှိရင်တော့ GHI လောက်ကိုရွေးချယ်တဲ့တယ်ဆိုတော့ J လည်းရွေးချယ်မသိဘူးလားဆိုတော့လေ J ကလည်းနီးက colorless အုပ်စုထဲမှာပါတယ်ဆိုပေမဲ့လည်းတချို့ကျ J ကိုမကြိုက်ကြတာပါအဲ့ဒါကြောင့်အမ GHI ဆိုပြီးတော့ညွှန်းသွားတာဆိုတော့တချို့ကျတော့ color ပါလဲ okay
ကာလာပိုင်ကိုရင်ယူနာပြောလို့ faint နဲ့လက်ခံတယ်ဆိုလို့ရှိရင်တော့ဂျေနောက်ပိုင်းကာလာမျိုးကိုရွေးချယ်တင်တယ်လို့တော့မြင်တယ်အမဆိုရင်တော့အမ personally အရာပြောမယ်ဆိုရင်တော့ G နဲ့ H နဲ့ကာလာတွေကိုအမကြိုက်တယ်တကယ်လို့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အမတော့လုံးဝ fancy ကာလာလောက်ကိုပဲအမသွားကြိုက်တော့စိတ်ရလည်းကောင်းပါတယ်နော်ဝါမယ်ဆိုလို့ရှိရင်လည်းလုံးဝဝါပြစ်လိုက်ဝါမယ်ဆိုလုံးဝပြစ်လိုက်ဒါမှမဟုတ်ကာလာမပါဘူးဆိုရင်လည်းကာလာမပါပြစ်လိုက်အဲ့လိုမျိုးပေါ့နော် G နဲ့ H နဲ့လောက်ကာလာဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်အမအမြင်အရာဆိုလို့ရှိရင်အမကြိုက်ပေါ့နော်အမကြိုက်ရဆိုလို့ရှိရင်တို့ DEF နဲ့လည်းသွားပြီးနှိစက်တယ် G နောက်ပိုင်းနဲ့ကြာလည်းဝေးသွားပြန်အောင်ဆိုတော့ GH လောက်ကတော့အမတော့ personally ရကြိုက်တဲ့ကာလာဆိုတော့ဒါလူကြီးမင်းတို့အနေနဲ့ကြိုက်တဲ့ကာလာကိုတော့ဟိုစိတ်ကြိုက် budget ပေါ်မူတည်ပြီးချိန်ပြီးတော့ဝယ်သင့်တယ်တို့ပြင်မဲ့ဘယ်ကာလာရယ်လို့ကောင်းတယ်လို့ဘယ်ကာလာရယ်လို့ဝယ်သင့်တယ်လို့ဆိုတာကတော့အဓိကကိုယ့်ရဲ့အကြိုက်ပုံမှာပဲမူတည်ပါတယ်လို့ပဲမပြောချင်ပါတယ်ဟုတ်ကဲ့အရင်ကောင်းပါတယ်ဆိုတော့အမခုနပြောသွားတဲ့ဟာလေးကျွန်တော်လည်းထောက်ခံချင်တာပေါ့နော်ကျွန်တော်အနေနဲ့လည်းကျွန်တော်အများနဲ့ personally တွေ့ရပေါ့နော်ကိုတာဆိုလို့ရှိရင်ဘယ်ကာလာကြိုက်လဲကျွန်တော်လည်းခုနလိုပဲစဉ်းစားပြီးGH တန်းလောက်ဆိုလို့ရှိရင်တော့ maybe GH ကာလာလောက်တည်ကျွန်တော်တို့အရှိက DEF ကာလာလောက်နဲ့လေတိတ်မကွာဟုတ်တယ်သူ့အောက်ကလည်းသူကလည်း nearly colorless ဖြစ်နေရအောင်နော်ဒါပေမဲ့ဈေးကြတော့လေ DEF လောက်မများနေဒါကြောင့်ကျွန်တော်အနေနဲ့ဒီ normal color range အတွင်းမှာကြည့်မယ်ဆိုလို့ရှိရင်ကိုက color မပါတဲ့စိန်သာကြိုက်တယ်ဆိုလို့ရှိရင် budget လေး save ပြချင်တယ် color လည်းမပါချင်ဘူးဆိုလို့ကျွန်တော် GH တန်းလောက်ကတကယ်ကိုရွေးချယ်တဲ့ condition ကောင်းတစ်ခုလို့မြင်ပါတယ်ဟုတ်ကဲ့အမကြံသေးတယ်နောက်တစ်ခုမှဖြည့်ပေးပါဦးမိုင်းဟုတ်ကဲ့ဆိုကျွန်တော်တငယ်ချင်းကပြောတယ်ဟုတ်ကဲ့အဝါရောင်စိန်ကိုရွှေဝါစတင်နဲ့ခက်လို့ရှိရင်အယောင်ကပိုဝါသွားတယ်ဆိုအဲ့ဒါတကယ်လားအမမေးဖြေပေးပါဦးအဲ့မေးခွန်းလေးအဲ့မေးခွန်းမေးကြတယ်သိလားတော်တော်များများအမစီကို customer အထည်တွေခက်တဲ့ဧည့်သည်တချို့လေဒီလိုပြဿနာမျိုးဖြစ်တယ်အမတို့ဒီအများနဲ့ customer လက်ခံနေဆိုကြတဲ့ဒီဇိုင်းကိုအရင်ရွေးကြရပေါ့နော်စိတ်အဓိကဒီဇိုင်းမရွေးခင်အဲ့ဒါ step 2ဒီဇိုင်းရွေးရ step 2ပေါ့ step 1ရဆိုရှင်စိတ်ကိုအရင်ရွေးရ okay စိတ်ဝယ်တဲ့စိတ်မှာကာလာပါနေတဲ့စိတ်တစ်ခုဖြစ်မယ်ဆိုလို့ရှင်ကာလာရေးပါတာပေါ့နော်ကာလာရေးပါတဲ့စိတ်ဖြစ်မယ်ဆိုလို့ရှင်တို့တွေဒီဇိုင်းရွေးချယ်တဲ့နေရာမှာလည်းတစ်ခုထပ်ကြည့်ရတယ်ဆိုတော့အမအခုပြထားရဲ့ဒီဒီဇိုင်းတွေလိုမျိုးဒီလိုဒီဇိုင်းတွေလိုမျိုးဆိုလို့ရှိရင်အမတို့စိန်ကာလာပါတာကိုစက်တင်ထဲမှာတောင်တိတာနေတဲ့ဒီဇိုင်းမျိုးဖြစ်နေတယ်ပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်တကယ်ဆိုလို့ရှိရင်ကိုရင်ရဲ့စိန်ရဲ့ကာလာကိုအဓိကမြင်ရတာစက်တင်ထဲမှာမပါဘဲနဲ့ဒီတိုင်းဘယ်လိုပြောအလွတ်ကြီးမှဟုတ်တယ်အလွတ်ကြီးမှစိန်ရဲ့ကာလာကိုတကယ်မြင်ရတယ်တိုးပြင်မဲ့တစ်ခါလေကြားလို့ရှိရင်အမခုနပြတဲ့ပုံလေးလိုမျိုးအဲ့လိုစက်တင်မျိုးဆိုလို့ရှိရင်လေတေချာပေါက်ဒီရဲ့စိန်ရဲ့ကာလာကိုမြင်နေရအောင်မယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့မှာနောက်ထပ် addition တွေအနေနဲ့ဘာကအဓိကကြလဲဆိုလို့ရှိရင်တို့ plate တင်ပေါ့နော်ကုတ်တင်ပြောရမှာပေါ့နော်အထည်တစ်ခုဖြစ်လာပြီအထည်တစ်ခုဖြစ်လာတဲ့အချိန်မှာရွှေရောင် platinum ရွှေရောင်ကုတ်တင်လုံးမှာလားဒါမှမဟုတ် platinum ကုတ်တင်လုံးမှာလားစသဖြင့်တချို့ကျ rose gold ကြိုက်တယ်ကိုယ်တချို့ကျလည်းဟိုရွှေစိမ်းရောင်လို့ခေါ်တယ်ရွှေရောင်အရန်မတောက်တဲ့အရောင်မျိုးကိုလည်းကြိုက်ကြတာမျိုးရှိတယ်ပေါ့နော်ဆိုတော့မျိုးစုံပဲကွယ် color plating နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့အမှန်မှာဒီအကိုပြောသွားတဲ့ဟာဆိုလို့ရှိရင်တို့အထည်ခတ်ပြီးတော့မှဘလို့ကာလာမှုတ်တင်လဲဆိုတာကိုသူပြောချင်တာထင်ပါတယ်စက်တင်ထဲမှာမသိတာစေချင်တဲ့ကာလာဆိုတော့အလွယ်နည်းအရပြောမယ်ဆိုလို့ရှိရင်အဓိကဖြူတဲ့စိန်တွေမှာဒါအလွယ်နည်းပြောတာပေါ့နော်ဖြူတဲ့စိန်တွေတော့မဟုတ်ပါကာလာမပါတဲ့စိန်ပဲပြောရမှာနော်ကာလာမပါတဲ့စိန်မှာအထူးသဖြင့်platinum coating ဆိုလို့ရှိရင်ပို့ပြီးတော့ကာလာကိုပို့ပြီးတော့လွင်သွားစေတယ်ဘာလို့ဆိုတော့စိန်ကလည်းသူက reflection ဖြစ်တာဟုတ်ပြင်ပအယောင်တွေပါလေသူ့ထဲမှာဝင်တက်တယ်ဆိုတော့အမတို့ granite မှာဆိုရှင်ဘာကြောင့် uniform ကိုအဖြူရောင်ဝတ်ကြလဲဆိုလို့ရှိရင်စိန်မှာစိန်ဟောင်းတာဖြစ်တဲ့အတွက်စိန်ဟောင်းတဲ့သူတယောက်အနေနဲ့ကာလာပါတဲ့အယောင်တွေဝတ်ဆင်ထားလိုက်မယ်ဆိုလို့ရှိရင်စိန်မှာ reflect ပြန်ဖြစ်တတ်တယ်reflect ပြန်ဖြစ်တတ်တယ်ဆိုတော့ဒီလိုဟာမျိုးတွေလည်းဖြစ်မှာစိုးရင်တာပေါ့နော်ဆိုတော့ကာလာမပါတဲ့စိန်တွေဖြူတဲ့စိန်တွေမှာဆိုလို့ရှိရင်တော့ platinum coating ကတော့အသင့်တော်ဆုံးပဲအဲ့မှာ additional အနေနဲ့တချို့ကြတော့လေရွှေရောင်မှကြိုက်ကြရတယ်ပေါ့နော်ရွှေရောင်မှကြိုက်ကြရဲဆိုတော့မှုတ်ဒါမဲ့ဖြူတဲ့စိန်မှာအရင်မသိတာရွှေရောင်မှုတ်တာကိုအရင်မသိတာဒါပေမဲ့အဝါကြီးနည်းနည်းပါတယ်တချို့သောစိန်တွေမှာဆိုလို့ရှိရင်အဝါရောင်မှုတ်ပူပါသွားပိုဝါဝါရဆိုတဲ့အဝါရောင်မှုတ်လို့ရှိရင်တချို့ဒီဇိုင်းတွေပေါ်မူတည်ပြီးတော့ तू ကကြည့်ကောင်းတယ်ဒီဇိုင်းရလည်းစကားဒီဇိုင်းရစကားပြောကြည့်ကောင်းတယ်ကွာသိလားဒါပေမဲ့အဲ့ဒီဝါတဲ့စိန်မှာအဖြူမှုတ်ပိုတိတာဟောအဲ့စိန်ကြီးကနည်းနည်းအယောင်ပါနေတာကိုပိုတိတာတော့ဆိုတော့ဒီ plating ကနည်းနည်းပို့ပြီးတော့ဘယ်လိုပြောအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်လို့ပြောရမှာပေါ့နော်အမကလည်း customer တဦးကိုနဂတ်လေးတစ်ခေါက်ခတ်ပေးဘူးရပေါ့နော်အဲ့နဂတ်မှာ तू ကအဲ့ customer ခတ်သွားတာကြတော့စိန်ကကြတော့သူရွေးသွားတဲ့စိန်ကဖြူလဲဖြူရဲတန့်လဲတန့်နေကွယ်တ
တန်လဲတန်တယ်တို့ပေမဲ့ तू ဝယ်သွားပြီးတော့နောက်ရက်လဲကြာ तू ကဘာဖြစ်လဲဆိုတော့အဲ့တဲ့စိန်မာတဲ့စိန်ရပြားနေတယ်ဆိုတော့ဟဲ့စိန်ရပြားကြီးအကြောင်းမရှိပါဘူးပေါ့နော်အမပေါ့နော်ဟုတ် fluorescent ညာပါနေရလားပေါ့နော်အမလည်း fluorescent ပါလားမီးတွေဘာထိုးကြည့်အမတို့ရောင်းကြတဲ့က fluorescent မပါတာအမတို့တေချာရွေးပြီးရောင်းပြလိုက်တာဒါပေမဲ့ပြီးရကြတော့ तू က fluorescent ညာပါနေလားအမစိန်ပြန်ယူခဲ့ပါဆိုတော့အမတို့ကြည့်လိုက်တဲ့ချိန်မှာလဲပြားလေးဖြစ်ဘာဖြစ်နေရလဲဆိုရဲအဖြေကိုရှာကြည့်ရဲ့ချိန်မှာသူ့ရဲ့ setting ကပါလဲဆိုတော့ဂုံမန်တက်ဖြစ်နေတာဂုံမန်တက်ဆိုရဲအမျိုးအစားကြတော့ तू ကစိန်ကိုလုံးဝငုံပြီးတော့ပတ်လိုက်တာရွှေရငုံပြီးပတ်လိုက်တာပေါ့နော်ဆိုတော့အဲ့ချိန်မှာရွှေမှာပါတဲ့တချို့တော့ဒီ metal ကြောင့်ပေါ့နော် metal ကြောင့် तू က reflect ပြန်ဖြစ်ရင်လည်းစိတ်မှာအယောင်ပို့ပြီးတော့ထင်းနေတာဆိုတော့ design ရွေးရဲ့အခါမှာအရန်တတိထားရတယ်ပေါ့နော်ဒါကိုတချို့ကြတော့လေတိတ်တတိမထားမိပဲနဲ့တချို့ design တွေခတ်လိုက်တယ်ခတ်ပြီးတော့အထည်ထွက်လာတဲ့ချိန်ကြတော့မှဟောဝါနေတယ်လို့ပဲအယောင်ရတစ်မျိုးကြီးပဲမကြိုက်ပါဘူးလို့မဖြူပါဘူးလို့ငါဝယ်တော့စိတ်နဲ့မတူပါဘူးလို့ဒီလိုပြဿနာတွေတော့ဖြစ်လာတာမျိုးလေးတွေတော့ရှိတာပေါ့ဆိုတော့ဒီအခုပြောသွားရဲ့မိကွန်းလေးကတိတ်ကောင်းတယ်ဆိုတော့စိတ်နဲ့ပြုတ်လုပ်ပြီဆိုရင်တော့ design တေချာရွေးမယ် color coding ကိုတေချာရွေးမယ်ပေါ့နော်အဲ့နှစ်ခုတေချာလေးလုပ်လိုက်ပြီဆိုလို့ရှိရင်တကယ်လှပတဲ့ရေဒနာတစ်ခုလက်စွပ်တကွင်းပဲဖြစ်ဖြစ်နှက်ကတ်တရံပဲဖြစ်ဖြစ်ရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအမဒါအမပြောသွားတာတကယ်ကိုပညာသားပါပါတယ်ပေါ့နော်ဆိုတော့တကယ်လက်တွေ့လုပ်နေတဲ့သူတွေမှဒါတွေကိုမြင်နိုင်တာဟောတခါကျရင်လည်းကျွန်တော်စဉ်းစားမိတယ်တချို့ပေါ့နော်ကိုပတ်စံတက်နိုင်တာပဲဟုတ်ကဲ့ဒီအကြီးဆုံးအကောင်းဆုံးဥမာထားပါတော့ဒီရဲ့မောက်ကနာပြောသလိုဒီ flow color လောက်ကိုစေးကြီးပေးပြီးဝယ်ပြီးတော့ဆွမ်းနက်ကလို့အကြောင်းနေတာမသိဘူးဆိုလို့ရှိရင်တွားပြီလေသူဝယ်ထားတဲ့ဈေးပို့ပြီးဝယ်ထားတဲ့ပတ်စံအလကားသက်ဖြစ်နေပြီတော်တော်ရှင်းပြရတယ်နော်တော်တော်ရှင်းပြရတယ်ပြီးအထည်ထွက်လာလို့ရှိရင်လေတချို့ကျတော့တိတ်လက်မခံကြဘူးပေါ့နော်တချို့ကျတော့လည်းโอเคလက်ခံလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့မှာအဲ့ setting ပြန်ဖြတ်ပြီးပြန်ပြင်လို့ရှိရင်လေအဲ့မှာအချိန်တွေကလည်းပေးရရောပြီးရင်လည်းမောက်တက်လုပ်ပြီးသားဖြစ်သွားပြီပေါ့နော်ဟုတ်တယ်အဲ့လိုအပိုင်းတွေလည်းဖြစ်တာပေါ့နော်ဟုတ်ကဲ့ပြပါမယ်โอเคကဲဒါဆိုလို့ရှိရင်တို့တွေ color အပိုင်းမှာဆိုလို့ရှိရင်မေကွန်လေးနှစ်ခုတေချာလေးရွေးထုတ်ထားတာအခုဆိုရင်တော့ clarity အပိုင်းကိုရောက်လာပြီပေါ့နော်ဆို clarity အပိုင်းမှာလည်းသူမေးထားရရှိရကိုရဲ့ရင်အနာများတဲ့စိန်ကတဲ့ပို့ပြီးတော့ကွဲလွယ်လာတဲ့ဒါလေးဒီမေကွန်လေးလည်းတိတ်ကောင်းတယ်အမဒါလေးကိုဖြည့်စေခြင်းလို့ဒါလေးကိုရွေးချယ်ထားရပါကိုရဲ့ရင်နေနဲ့လည်းဆွေးနွေးပြပါအောင်ရှင်ဟုတ်ကဲ့ပြန်ပါအနာများတဲ့စိန်ကပို့ပြီးတော့ကွဲလွယ်လာပေါ့နော်ဆိုတော့ကျွန်တော်အဲ့အနာနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်ဒီစိတ်မှာအနာပါလို့ပြောလို့ရှိရင်လူတော်များများကြောက်ကြတယ်အနာဆိုတော့နဲ့ဆိုပြီးပြည့်သွားဟုတ်တော့တကယ်လည်းဟုတ်ပါတယ်တန်မိုးကြီးတဲ့ယတနာတစ်ခုလည်းဖြစ်နေတော့ဆိုတော့ဒီအနာသာပါမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဆိုတော့ပေါ့နော်မကြိုက်ကြအောင်ကြောက်ကြတယ်ဒါပေမဲ့ကျွန်တော်ဒီစိတ်ထဲမှာပါတဲ့အနာဆိုတာတကယ်ကိုနုနုမုံမုံလေးတွေရဲ့ဟုတ်တယ်ကျွန်တော်တို့နော်ဒါကိုအကောင့်ထဲပြဖို့နေလေသဒါကြီးကိုမြောက်ဝါထစ်တင်မြင်ရဖို့ဆိုရင်10စအစ20အစ40လောက်ကြီးတဲ့တကယ်ကို microscope ကြီးနေနဲ့ချဲ့ပြီးတော့ကြည့်မှသာဆိုတော့ဒီအနာတဲ့ကျွန်တော်တို့ဇာနေနဲ့ဆိုရင် inclusion ခေါ်တာပေါ့ဟုတ်ကဲ့ဆိုတော့ဒီအောင်းဝင်ကိုမြင်ရတာဆိုတော့ဒီအောင်းဝင်တိုင်းက inclusion တိုင်းကတော့ကျွန်တော်တို့စိန်ရဲ့အလှပပေါ့နော်နောက်တစ်ခုဒီကိုကကွဲလေသလားမေးတာဆိုတော့ durability ပေါ့နော်ဒီ inclusion တိုင်းကတော့စိန်ရဲ့အလှပနဲ့ durability ကိုမထိခိုက်နိုင်ဘူးဟုတ်ကဲ့ဆိုတော့ထိခိုက်နိုင်တဲ့ inclusion တွေလည်းရှိတယ်နော်ဥပမာထားပါတော့ကျွန်တော်တို့ကပ်ပလိုင်းလိုနေရာမျိုးမှာ feather လိုမျိုး inclusion feather ဆိုငှက်မွေးပုံစံ inclusion ပေါ့ဗျာဆိုတော့ဒီလို inclusion မျိုးဒါကပ်ပလိုင်းလိုနေရာမျိုးမှာအကြီးရှိနေတာမျိုးဒါမှမဟုတ်ကျွန်တော်တို့စိတ်ထဲမှာ cavity လို့ခေါ်တဲ့အခန်းပေါက်ကြီးပေါ့နော်အဲ့လိုမျိုးအနာမျိုးသာရှိနေမယ်ဆိုတော့ဒါတေးကြတယ်အဲ့ဒီစိန်ပွင့်ဒီသူ့ရဲ့ durability ကိုထိခိုက်နိုင်ပြီ beauty လည်းထိခိုက်တာပဲနော် yes beauty ဆိုတဲ့ကျွန်တော်တို့ထိခိုက်ပါအဲ့တော့တေးကြဒီလိုမျိုးစိန်မျိုးကတော့ဝယ်ကိုမဝယ်တဲ့စိန်မျိုးဖြစ်နေတာပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်အနာများတယ်ဆိုတဲ့ number တစ်ခုတည်းနဲ့တော့ကျွန်တော်တို့ကအဆုံးဖြတ်ထားတာမဟုတ်ဘူးဥပမာထားပါတော့ကျွန်တော်တို့ပါဝင်တဲ့အနာတွေရဲ့ size အကြီးသေး size ကအကြီးပါလားသေးသေးလေးပါလား feather ဆိုလို့ feather သေးသေးလေးပါလားဒါ feather အကြီးပါနေရလားဟုတ်ကဲ့အဲ့ဒါလည်းကျွန်တော်တို့ဇိုင်းနေနောက်ပြီးတော့အဲ့ဒီပါဝင်တဲ့ inclusion အနာကဘယ်နေရာမှာသွားပြီးတော့ပါနေရလဲဥပမာထားပါတော့ table လိုနေရာမျိုးမှာပါတယ်ဆိုလို့ရှိရင်ဒါတေးကြတယ် yes စိန်ရဲ့အလှပကိုတောက်ပြီးတော့ထိခိုက်ပြီး location လည်းအများကြီးစကားပြောတယ်နောက်ပြီးတော့ပါဝင်တဲ့အနာရဲ့ nature သူ့ရဲ့တဘာဝလည်းရှိသေးတယ်အဲ့တော့ relief ကိုခေါ်တဲ့ရုပ်ကြွပေါ့နော်ကျွန်တော်တို့ဒီဘက်ကကြည့်ရင်လည်း yes မြင်နေတာမျိုးနော်ဆိုတော့ဒီအနာရဲ့ nature တွေပုံမူဒီ relief ပုံမူတည်ပြီးတော့ကြွာချတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့
အလွယ်တက်မှတ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအနာရီမျိုးကိုမပါအောင်ဘယ်လိုမျိုးဝယ်ရမလဲလွယ်ပါတယ်ကျွန်တော်တို့ certificate ပါတဲ့စိန်တွေဝယ်ပေါ့နော် certificate ပါတဲ့စိန်တွေမှာတော့ဘယ်လိုအနာမျိုးတွေပါတယ်ဘယ်လိုနာမျိုးတွေဘယ်နေရာမှာတော့ရှိပါတယ်ဆိုတာမျိုးသူ့ရဲ့ညာဘက်ချက်မှာ clarity characteristics ဆိုပြီးတော့ရေးထားတာရှိတယ်ပေါ့နော်အဲ့လို certificate ပါတဲ့စိန်တွေဝယ်မယ်ဆိုလို့ရှိရင်တော့ဒါတွေကိုသိနိုင်တယ်ပေါ့နော်ဒါပေမဲ့ certificate မပါတဲ့စိန်တွေကိုအကြောင်းမျိုးကြောင့်ဝယ်မယ်ဆိုရင်လည်းအမရဲ့ကျွန်တော်တို့ဒီ local တွင်းမှာပဲတကယ်ကိုကျွမ်းကျင်တဲ့ပညာရှင်တွေ gemologist တွေထိုင်တဲ့ဓာတ်ခွဲကနေအများများရှိပါတယ်အဲ့ဒီမှာဆရာတို့ကျွန်တော်တို့ကcharacteristic လေးထုတ်ချင်လို့ point out လုပ်ပြီးပါဆိုပြီးပြောပြီးထုတ်ခိုင်းမယ်ဆိုတော့ထုတ်ခိုင်းလို့ရပါတယ်အဲ့တော့ဒီလိုနည်းနဲ့ကျွန်တော်တို့ဝယ်မယ်ဆိုလို့ရှိရင်တော့အနာများတဲ့စိန်စရကအမပြောဆို9ရက်သားသမီးမကြိုက်တဲ့စိန်မျိုးမရတော့ဘူးเนาะမဟုတ်တယ်ကိုရင်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးလေးပြောချင်ပါတယ်ဟုတ်ကဲ့ကိုရင်ဆွေးနွေးပြီးတော့တကယ်ကောင်းပါတယ်ကိုရင်အဲ့မှာဆိုရင်ကိုရင်ပြောသွားတဲ့မှာအမကြားလိုက်တာလေးတခုอ่ะသူဒီ garden လို့နေရာမျိုးမှာ garden လို့နေရာမျိုးမှာ inclusion ပါနေရာမျိုးပေါ့เนาะ maybe feather ပါနေရာမျိုးပေါ့เนาะဒါလေးကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အဓိက garden လို့နေရာမျိုးဆိုတာတို့တွေအထက်ခတ်တဲ့အချိန်မှာဆိုလို့ရှိရင်စွန်ကုတ်ကုတ်တာဟုတ်တယ်သူကဒီစိန်ရဲ့အပွင့်ရတယ်လို့ဆိုလို့ရှိရင်စွန်ကုတ်ကဒီလိုကုတ်လိုက်တာအောင်ကုတ်တဲ့အချိန်မှာဂါးတဲ့ကိုသူကစွန်ကုတ်ကသွားထိတယ်သွားထိတဲ့အခါမှာအဓိကဂါးတဲ့ကိုထိခိုက်ပြီဆိုလို့ရှိရင်အဲ့မှာပဒိန်မီးလေးနဲ့ဖတ်ဆိုထိလိုက်တာနဲ့သူကကွဲသွားနိုင်တာမျိုးပေါ့နော်ခွက်ခနေပဲအဲ့လိုမျိုးဖြစ်တတ်တာမျိုးပေါ့နော်โอเคအဲ့မှာဂါးတဲ့မှာဒီရဲ့အနာကိုသွားပြီးတော့မထိခိုက်အောင်တော့ maybe ဘယ်လိုပြောမလဲလူတွေကနေတဲ့တူကဒီပစ္စည်းကိုဝတ်ဆင်ပြီးတော့သွားလာလှုပ်ရှားနေကြရပဲနေပေါ့နော်အဲ့တော့အခက်မသိရင်ပြုတ်ကျလိုက်တဲ့အချိန်မှာဒီနေရာကိုသွားထိလိုက်တာနဲ့တူကကွဲလွယ်တာမျိုးပေါ့နော်ဘာလို့ဆိုတော့အဲ့နေရာကအပြင်ဘက်ကိုနည်းနည်းဇောင်းလိုနေရာမျိုးအဲ့လိုနေရာမျိုးမှာဖဲတာပါနေရာလေးကတော့နည်းနည်းတော့တတိထားသင့်တယ်ပေါ့နော်ဆိုတော့တိတ်တိတ်ပါလာလားကြီးပါလာလားဆိုတဲ့ကဏ္ဍကလည်းအမှတော်တော်လေးကိုရေးကြီးတယ်ဟုတ်ကဲ့ပါကိုရင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါโอเคမကျွန်တော်ကဒီခေါက်တော့အမောက်ကိုမေးခြင်းတယ်ဗျာဟုတ်ကဲ့ဆိုတော့အယောင်နဲ့ပတ်သက်တဲ့မေးခွန်းလေးလည်းဖြစ်တာဆိုတော့လေသူကဗာမေးတာလဲဆိုတော့ SI1 clarity ဟုတ်ကဲ့သူဝယ်တာမှားများမှားသွားမလားဆိုပြီးသူစဉ်းစားနေရဲ့ကျွန်တော်ထင်တယ်သူကဝယ်ဖို့စဉ်းစားနေတယ်ထင်တယ်ဟုတ်ကဲ့သူ0တန်နေတဲ့ဒါပေမဲ့သေချာကြည့်လို့ချင်းအထဲမှာအမဲဆက်လေးမြင်နေရတယ်ဟုတ်ကဲ့သူနည်းနည်းဝေဝါးနေတဲ့ပုံစံပဲအမအဖြေလေးပြပါအောင်အမကတော့လေအမခုနမေးခွန်းနဲ့တယ်ဘယ်လိုပြောရမလဲဆိုလို့ရှိရင်အဓိကတချို့ဆိုရင်အနာပါတာကိုကြောက်ကြတာပေါ့နော်အနာပါတကယ်ကြောက်เสียမဟုတ်ဘူးဒါပေမဲ့တကယ်လို့ကြောက်တယ်ဆိုလို့ရှိရင်တော့မှအများအပြည့်ဝယ်မယ်ဆိုလို့ရှိရင်တော့ဒီစိန်တပွင့်ရဲ့ clarity characteristic ကိုကြည့်ပြီးမှတော့ဝယ်သက်တယ်လို့တော့မှတော့ထင်တယ်ပေါ့နော်တချို့တော့စိန်နေမှာဆိုလို့ရှိရင်အမဒီနောက်ပိုင်းကြည့်တာပေါ့နော်တချို့အပွင့်နေမှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲ VS1 လောက်မှာဆိုလို့ရှိရင်လည်းတစ်ခါလေကြောက်ရှင် clarity အမျိုးအစားကတစ်ခါကျ3မျိုးလောက်ပါနေရမျိုးလည်းရှိတတ်တယ်တချို့ကျတော့လည်း1မျိုးပဲပါတာလည်းရှိတတ်တယ် VVS1 လိုမျိုးတော့မှ2မျိုးလောက်ပါတာမျိုးကြီးရှိတယ်ဒါကတော့သူ့ရဲ့ group ပေါ်မူတည်ပြီးတော့ရှိရမျိုးပေါ့နော်ဆိုတော့ကိုကဒီ clarity နဲ့ပတ်သက်ပြီးတော့ inclusion နဲ့ပတ်သက်ပြီးတော့နည်းနည်း sensitive ဖြစ်တဲ့သူဆိုလို့ရှိရင် clarity characteristic ကိုကြည့်ပြီးတော့မှဝယ်သင့်တယ်လို့လည်းမြင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုပြောမယ်ဆိုရှင်ဒီမှာအမဲဆက်လို့ပြောသွားအမဲဆက်လို့ပြောရဲဆိုတာအမဲဆက်ဆိုတာအဓိက crystal ပေါ့နော် crystal မှာဆိုလို့ရှိရင်တချို့ကဒီ black ဖြစ်တာပါတယ် black မဖြစ်တဲ့ဟာပါတယ်ပေါ့နော်crystal မှာပြောရမယ်ဆိုရှင်နည်းနည်းကျေပြန့်တယ် crystal ဆိုတာတို့စိန်ကလည်းဟိုဘယ်လိုပြောရမလဲစိန်ထဲမှာစိန်ပြန်ပါတာလည်းရှိရယ်စိန်ထဲမှာစိန်ပြန်ပါတာလည်းရှိရယ်ပြီးရင်စိန်ထဲမှာဂါးနဲ့ပါတာရှိရယ် spin နဲ့ပါတာရှိရယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးပြန်ပါတာမျိုးဆိုလို့ရှိရင်ကိုinclusion လို့ခေါ်နေအောင်မလားပေါ့နော် inclusion လို့ခေါ်နေအောင်မချို့ကြတကယ်လုံးဝပါစိတ်ထဲမှာလုံးဝကြီးကိုဒီ crystal အမဲကြီးပါနေတာဒါဆိုရင်တော့နည်းနည်းရုပ်ဆိုးတာပေါ့နော် beauty နဲ့ဟုတ်တယ် durability လည်းထိခိုက်ကောင်းထိခိုက်မယ်ပေါ့နော်ဒါပေမဲ့ဒါလေးတွေကတကယ်ရမ်းကြားလို့ရှိရင်တဘာဝဖြစ်တဲ့အရာလေးဖြစ်တဲ့အတွက်တဘာဝဆိုတာတို့တွေမြေကြီးထဲမှာတို့တွေဒီတိုင်းနေရင်းနဲ့သူ့ဘာသာသူမြေကြီးထဲမှာစိန်နေဖြစ်နေကြတဲ့အချိန်မှာငကိုကသူ့ရဲ့အောင်းဝင်လေးတွေကိုစိန်ကသွားဖြစ်လိုက်တာဆိုတော့အဲ့အတွက်ကိုအောင်းဝင်ဆိုတာမျိုးဖြစ်လာတာမျိုးပေါ့နော်ဆိုတော့ဒါကို eliminate လုပ်လိုက်မယ်ဆိုလို့ရှိရင်တခြားသော treatment အနေနဲ့လုပ်လို့ရရင်နည်းလမ်းတွေအများကြီးရှိတာပေါ့ကိုရင်တို့ပေမဲ့တို့ natural diamond ဆိုရယ် value တစ်ခုကိုတို့ကထိန်းထားခြင်းတဲ့အနေနဲ့ဒါလေးတွေကသူ့ရဲ့ natural diamond ရဲ့ signature လေးတွေဖြစ်တဲ့အတွက်ကိုတမင်သက်သက်ထားတာမျိုးပေါ့နော်ဒီလိုမျိုးလေးတွေလည်းရှိရယ်ဆိုတော့ SI grade ပါတဲ့ clarity characteristic တွေကိုမကြိုက်ဘူးဆိုလို့ရှိရင်တော့ဒီကြပေါ့ SI grade ကိုမဝယ်သင့်ဘူးပေါ့နော် SI ရဲ့နောက်ပိုင်းဆိုလို့ရှိရင်ပိုရောင်းဆိုတွေလုံးဝအလားပါနဲ့ကြာရှည်ခံနိုင်စွမ်းလုံးဝထိခိုက်နေပြီဆိုတော့ကိုဒီ
clarity ကိုမှလုံးဝတန့်တာမှကြိုက်တယ်ဆိုလို့ရှိရင်တော့ VS1 လောက်ကိုနောက်ဆုံးထားပြီးတော့သုံးသင့်တယ် VS2 ဆိုလို့ရှိရင်တော့မှတို့ table မှာတော့မှတချို့တော့ inclusion လေးတွေပါကောင်းပါနေပြီဒါပေမဲ့ဒါကလည်းကိုရင်းရင်10စာတို့စ20စ40လောက်ချဲ့မှသာမြင်ရတာပါဆိုတော့ SI1 grade ဒီဝယ်တော့ဝယ်သင့်တယ်တို့ပေမဲ့clarity characteristic လေးတွေကိုကြည့်ပြီးတော့မှတေချာလေးရွေးဝယ်သင့်တယ်လို့တော့အမတို့မြင်တယ်အမဆိုရင်အမလည်းအပွင့်ရှာတယ်စိန်ရောင်းတဲ့သူဖြစ်တဲ့အတွက်အမအပွင့်ရှာပြီးအမရဲ့အပွင့်လုံးဝ selection လုပ်ပြီးအမရောင်းတဲ့သူဖြစ်တဲ့အတွက်အမဆိုအဲ့ဒါလေးတွေအရန်ကြီးဖြစ်တယ်ပေါ့နော်ဆိုတော့အမရဲ့အပွင့်နေမှာဆိုရှင်အမတို့ဆို VS2 လောက်ထိနောက်ဆုံးထားပြီးရောင်းတယ် grand time မှာဆိုလို့ရှိရင်လေဒါမဲ့တချို့ဧည့်သည်တွေက SI ကိုကြိုက်တယ်ဆိုလို့ရှိရင်လေမှာတော့မှာသေးတယ်တို့ပေမဲ့ဒီ condition ကိုလုံးဝလက်ခံတယ်ဆိုတော့မှအမတို့ဒီရောင်းပေးပါတယ်ဆိုတော့ရောင်းပေးတဲ့အခါမှာလေအမရဲ့ clarity နဲ့ပတ်သက်ပြီးတော့ clarity characteristic နဲ့ပတ်သက်ပြီးနည်းနည်းများ concern များရှိသလားပေါ့တချို့ကျတော့အဲ့လို concern ရှိရအမတို့စီမှာဆို pin point မဲ့လို့ခြင်းတယ်အဲ့လိုမျိုးမှာတဲ့သူတွေရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးပါတာပဲလို့ခြင်းတယ်ကျန်တော့မလို့ခြင်းအဲ့လိုမျိုးလဲလိုက် VVS1 ကိုလေဒါပေမဲ့အမအပွင့်ရှာတဲ့အချိန်မှာခါကြတချို့အပွင့်နေဆိုရှင်pin point နဲ့ cloud နဲ့ပါတာမျိုးcloud နဲ့ပါတာဒါပေမဲ့ VVS1 ဆိုမမြင်ရပါဘူးတို့ပေမဲ့အမတို့ဒီ customer pin point ပဲမရဘူးအမရေလို့ပြောလို့မရဘူးလीနော်အဲ့တော့ရတယ်လို့အပွင့်ကိုရှာပေးရတယ်ရွေးပေးရတယ်လှတဲ့အပွင့်ကိုရှာဝယ်ပေးရတယ်ပေါ့နော်ရှာပြီးတော့ရွေးပေးရတယ်ပေါ့ပြောရမယ်ဆိုရှင်ရှာပြီးတော့ရွေးပေးရတယ်ဆိုတော့အဲ့လိုအပိုင်းနေမှာဆိုရှင် clarity characteristic တွေအရေးပါပါတယ်ဆိုတော့ကိုဒါ SI grade ကိုရွေးဝယ်တော့မယ်ဆိုလို့ရှိရင်တော့ clarity characteristic ကိုတခြားလေးကြည့်ပြီးမှဝယ်သင့်တယ်လို့မှတော့မြင်ပါတယ်မှန်ပါတယ်ဗျာနော်မပြောသွားတဲ့ထဲမှာကျွန်တော်လည်းခုနအမလိုပဲမပြောအရှိရ color လိုမျိုးပေါ့နော် agree ဖြစ်တဲ့ဟာလေးပါသွားကျွန်တော်လည်းအဲ့လိုပဲcolor ကတော့ကျွန်တော်မနဲ့ကျွန်တော်ခုနသဘောတူခဲ့တယ်လို့ GH connection လောက်က okay တယ်ဟုတ်ကဲ့သုံးဖို့အတွက် budget အပြင်ရောတကယ်ကို color မပါတာကိုကြိုက်တဲ့လူတွေလည်း okay ဆိုတော့တက်စင်မှုဆိုလဲကျွန်တော်အမြဲစဉ်းစားပြတယ်တက်စင်မှုဆိုရင်ရောခုနပြောသလိုအမပြောသလို SI လောက်ထိဆဲမလားပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ personally ဆိုရင်တော့ durability ရောအလှပပိုင်းကိုစိတ်ချခြင်းနဲ့ budget လည်း save ဖြစ်နေဆိုလို့ရှိရင်တော့ GS connection လောက်ကိုနောက်ဆုံးထားပြီးဝယ်ရလောက်ကတော့နော်မဒါလုံးဝ safe ဖြစ်တယ်ဟုတ်တယ် blind mind safe ဖြစ်တဲ့အနေထားပေါ့အကယ်မို့ကိုကခုနမှပြောတဲ့ credit characteristic လေးတွေကိုတေချာရွေးချယ်ပြီးဝယ်တက်တယ်ဆိုလို့ရှိရင်တော့ SI connection ရွေးလို့ကောင်းတဲ့အခြေအနေတစ်ခုပဲဟုတ်တယ် SI 1လောက်ထိရွေးလို့ကောင်းတယ်ကိုရင်းမဈေးလဲกว่าပါဟဲ့ဟုတ်တယ်တကယ်သာရွေးတယ်မဆိုဈေးလဲกว่าတယ်တကယ် sweet spot ပဲအေးကောင်းတဲ့နေရာဒါပေမဲ့တစ်ခုတော့ရှိတယ်ကိုတိုင်းကစိန်ဝယ်တက်ရှိတဲ့လူတစ်ယောက်ဒါမှမဟုတ်ကိုအစီမှာတကယ်ကိုကျွမ်းကျင်တဲ့စိန်ကြောင်းနားလဲသူတယောက်နဲ့တိုင်ပင်ပြီးဝယ်မယ်ဆိုတော့ SI connection ကလည်းရွေးလို့ကောင်းတဲ့အနေထားတစ်ခုပါနော်ဟုတ်တယ်ကိုရင် Okay မကျွန်တော်အဲ့ဆို quality ဘိုင်းလေးလည်းပြီးသွားပြီမိကုန်းလေးလည်းတော်တော်လေးကို general ဖြစ်တဲ့မိကုန်းလေးစုံသွားမယ်လို့ထင်ပါနော်ကက်ဘိုင်းလေးသွားလိုက်အောင်ပါဟုတ်ကဲ့ကိုရင်ကဲ okay ကိုရရင်တို့ရေ color နဲ့ clarity အပိုင်းတော့ပြီးသွားပြီအခုဆိုရင်တော့ကက်အခန်းထဲမှာအမေးများဆုံးမေးခွန်းလေးတွေကိုထုတ်ထားပါတယ်ဆိုတော့ဒီထဲမှာပါတဲ့မေးခွန်းလေးတစ်ခုကဘာလဲဆိုရင်ကျွန်တော်လက်စွပ်ကတဲ့ site လဲကြီးတယ် clarity လဲကောင်းတယ်ဒါပေမဲ့ဘာလို့သိမလက်တာလဲစဉ်းစားနေရတဲ့အခုမှကက်ကအရေးကြီးမှန်းသိတော့တယ်တဲ့ဆိုတော့ဒါကတော့တေချာပေါက်ကိုရရင်ရဲ့ series တဲ့က comment တစ်ခုပဲဖြစ်လိမ့်မယ်ထင်တယ်ဟုတ်ကဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးပြပါအောင်ကိုရရင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီစိန်ကိုသဘောကျရသူပေါ့နော်စိန်ကိုသဘောကျကြိုက်နေတဲ့တာနှစ်ကာလအပိုင်းကြားတစ်ခုတည်းရှိလာပြီဆိုတေးကြတယ်ကျွန်တော်တို့4C ဆိုတာကိုသိတယ်ဟုတ်တယ်တကယ်ကိုကျွန်တော်တို့စေဝေယူတဲ့အခါမှာအသုံးချရတဲ့ 2C ပေါ့ဗျာဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကအရှိမပြောသွားတယ်ကာလာတွေဘလောက်ပဲကောင်းနေပါစေတဲ့တယ်မှုတွေဘလောက်ပဲကောင်းနေပါစေအောင်တော့ဒီကတ်လို့ခေါ်တဲ့စိန်ရဲ့သွေးထားတဲ့သွေးကွက်မကောင်းဘူးဆိုကျွန်တော်တို့ဘာမှလုပ်လို့မရမှန်တယ်ကိုကြီးဟုတ်တယ်ဥမာထားပါတော့မှကျွန်တော်တို့ကဒီအရှိမစိန်ရိုင်းတုံးတုံးကြီးကိုချထားမယ်ကျွန်တော်တို့ကဒါကိုစိန်ရိုင်းတုံးလို့ဒါမပြောဘူးဆိုလို့ရှိရင်သူကကာလာပဲဘလောက်ပဲကောင်းနေဟုတ်တယ်တဲ့သူမျိုးပဲဘလောက်တည်းကောင်းနေကျွန်တော်ဒါဘယ်သူမှစိတ်ဝင်စားမှာမဟုတ်လူကျင်ကြမှာမဟုတ်အဲ့ဒီကာကိုမှကျွန်တော်တို့ကဆိုတော့ကပညာရှင်စိန်သွေးတဲ့ပညာရှင်တွေရဲ့နိပညာနဲ့နောက်ပြီးတော့တကယ်ကိုအစစ်မြင့်တဲ့နိပညာနဲ့ပေါင်းဆက်ပြီးတော့ဒီစိန်ရိုင်းတုံးကိုတွေးလိုက်မှပဲဆိုတော့ကအမပြောတယ်ခုနှစ်သားသမီးအားလုံးလိုချင်တဲ့ရတနာတစ်ခုဖြစ်လာတာပေါ့နော်ဟုတ်တယ်ကိုရဒါဆိုကျွန်တော်တို့အလွယ်ပြောမယ်ဆိုလို့ရှိရင်သွေးကွက်ကောင်းတော့ဘယ်လိုဝယ်ရမလဲ certificate ပါတဲ့စိန်ဝယ် certificate ပါတဲ့စိန်တွေမှာ3 exam လည်းဖြစ်တာဝယ်ဒီလိုပဲပြောအောင်ပေါ့မှဟုတ်ကဲ့ကိုရဒါပေမဲ့ကျွန်တော်အဲ့နေရာမှာထပ်ပြီးတော့ပြောစရာရှိတာကိုကစိန်ဝယ်တာနှစ်ကာလတစ်ခုကြာသွားပြီဆိုလို့ရှိရင်မှတေးကြတယ်
3 excellent ဖြစ်ုံနဲ့မပြီးသေးဘူး မပြီးသေးဘူးဟုတ်တယ် မပြီးသေးဘူး proportion ကိုကြည့်ကြတယ် ဟုတ်တယ်မှာသူ3 excellent ထဲမှာမှာ metric ကအရင် profit တာပေါ့နော်ဆိုတော့အဲ့3 excellent ထဲမှာကျွန်တော်တို့ကဘယ်3 excellent ကအကောင်းဆုံးဖြစ်မလဲဆိုတာကိုအသေးသေးရွေးချယ်ပြီးဝယ်ရတာဖြစ်ပါတယ်။မရဲ့ဒါနဲ့ပတ်သက်ပြောမယ်ဆိုလို့ရှိရင်တော့အရင်ကြာသွားမယ်အကယ်မို့အသေးသေးသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Grand Diamond page မှာ Visit Diamond Cut series ဆိုပြီးတော့ကျွန်တော်တင်ထားတာရှိပါတယ်။အဲ့ဒီမှာသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ပြည့်စုံလေးသိရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ကိုရင်ရဲ့ဒီမှာလည်းအမားအနေနဲ့ additional အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တို့တွေအိမ်ပဲဝဲအင်ဂျီပဲဝဲဒါကအရေးကြီးဆုံးလဲဆိုတော့အသားပဲလားဟို LB ဆိုလို့ရှိရင်ထားပါတော့သူ့ရဲ့ brand ကိုဝယ်ရလားသူ့ရဲ့ cutting ကိုဝယ်ရလားဒါမှမဟုတ်သူ့ရဲ့ leather အသားကိုဝယ်ရလားပေါ့နော်စသဖြင့်တကယ်လည်းပြန်တွေးချင်း3ခုလို့ပါပဲအကုန်လုံးပဲလေ3ခုလုံးပဲလေအသားကြီးပဲကောင်းနေမရပြန်ဘူးနော်ဟုတ်တယ်အသားကြီးပဲကောင်းနေလို့လည်းမရဘူး brand ကြီးပဲကောင်းနေလို့လည်းမရဘူး cutting ကလည်းအရေးကြီးရဆိုတော့စိတ်မှာလည်းဒါတွေနဲ့ဆက်ဆက်ပြီးပြောရင်လည်းဒီလိုပါပဲဆိုတော့ကတ်ခန်းကဒါတွေကြောင့်အရေးကြီးပါတယ်လို့ပြောချင်ပါတယ်ဆိုတော့ကိုရင်ကြီးနောက်ထပ်မေးခွန်းလေးတစ်ခုလည်းမေးထားရင်ဟုတ်ကဲ့ပါစိန်ဆိုင်မီးရောင်နေတဲ့အရန်ကောင်းအောင်လုပ်ထားတာတကယ်တမ်းဆိုရင်အဲ့လောက်တောက်နေမှာမဟုတ်ဘူးတဲ့ဒါကြောင့်ကျွန်တော်ကနေကင်းဘက်ဆိုရင်ပတင်းပေါက်နားမှာအလင်းရောင်ထဲမှာသွားကြည့်တယ်တဲ့ဒါမှအပြင်းမှာဘလောက်လက်လဲဆိုတာသိမှာတဲ့ဒီမိကုန်းလေးလည်းကောင်းပါတယ်နော်စိတ်ဝင်စားဖို့ကောင်းတယ်ကိုရင်ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးပြပါဦးမဒီကိုကကျွန်တော်ထင်တယ်တကယ်ကိုစိန်အကြောင်းနားလည်ပြီးတော့ဟုတ်တယ်စိန်နောကြည်နေတဲ့သူတို့ဝယ်နေကြနော်ဝယ်နေကြသူတို့ပဲပြောရမယ်မဟုတ်ပါဘူးကျွန်တော်တို့ဒီစိန်တပွင့်တောက်ပါအားလက်အားကောင်းမကောင်းကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်6500 Kelvin ပေါ့နော်တနည်းအားဖြင့်အလွယ်မှတ်မယ်ဆို day light ပေါ့ဗျာဆိုတော့အဲ့ day light မှာကြည့်တာတော့စိန်တပွင့်ရတောက်ပါအားလက်အားကိုအမှန်တိုင်းတည်တည်ချာချာမြင်ရမယ်ပေါ့ဗျာဆိုတော့ဒီလိုပြောလို့ဥမာထားပါတော့ကျွန်တော်တို့ဒီ Grand Diamond စိန်ဆိုင်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ time series စိန်ဆိုင်ခွဲမှာဆိုလို့ရှိရင်လေကျွန်တော်တို့ထုံးထားတဲ့မီးရည်တီကျွန်တော်တို့6500 Kelvin ပဲသုံးထားတာဒါပေမဲ့မှကျွန်တော်တစ်ချောင်းနဲ့တော့သုံးလို့မရဘူးကျွန်တော်သုံးလို့ရှိပါမောင်မဲနေမှာဆိုတော့ဝက်များများနဲ့ထုံးလိုက်တဲ့အခါကျတော့ဒီစိန်မမဟုတ်ပါဘူးတခြားသောအရာတွေလည်းတောက်ပသွားတာပါဒါကြောင့်မို့ဒီလိုမျိုးဖြစ်တာပါအမားတို့အထူးသဖြင့်ဟိုရောင်းတဲ့သူတွေအနေနဲ့အများသောအပြင်ကြားမှုမယ်ကြားမှုကြမယ်ထင်တယ်အဲ့ဒါတော်တော်များပြောကြတယ်နင်တို့စိန်ကစိုက်မှာကြည်တော့ဘိုလက်တယ်အေးရောက်သွားတော့နော်အဲ့လောက်မလက်တော့ဆိုပြီးပြောတော့ကြားမှုမယ်ထင်တယ်ဒါကကျွန်တော်တို့ lighting ခေါ်တာလေနော် lighting ခေါ်တာဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုမဖြစ်ချင်ဘူးဆိုလို့ရှိရင်တော်တော်ကအကိုပြောသလိုမျိုးတကယ်တဘာဝလင်းရောင်မှာသွားပြီးကြည့်ပေါ့နော်ကြည့်တဲ့အခါမှာလည်းအချိန်လေးရှိသေးတာပေါ့ညဘက်မှာဆိုရင်ကြည့်လို့မရတော့ဘူးပေါ့နောက်တနေ့ကျွန်တော်တို့ကြည့်လို့ရတဲ့ခုကဥမာထားပါမှာတော်တော်ကပထမအနည်းတိုင်းတာဆိုလို့ရှိရင်တေးကြတယ်ကျွန်တော်တို့ကဥမာထားပါကျွန်တော်ဒီ Grand Diamond Time Series ဆိုင်ဝဲလိုမျိုးဆိုရင်အပြင်မှာသွားကြည့်ဖို့ဆိုလေအောက်ထဲမှာဆိုအောက်ကလည်းစိတ်ကိုယူပြီးတော့နော်အောက်ကလည်းသင်သွားရမယ်ပြီးရင်ဆောက်ဦးပြင်ဘက်ထွက်ပြီးကြည့်မယ်ဆိုကျောင်းတဲ့သူအနေနဲ့ဒါအဆင်မပြေဘူးလက်ကမှာမဟုတ်အဲ့ဒါကြောင့်ကျွန်တော်တို့အလွယ်နည်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီစိန်တပွင့်ကိုတာမယ်6500 Kelvin ပဲရှိတဲ့ကြောက်ကြည့်မီးဆိုတက်ရှိကျွန်တော်တို့ဒီ Grand Diamond မှာဆိုလည်းရှိပါဒါထားပြီးထားပါတယ်ဆိုတော့လူကြီးမလို့အနေနဲ့အဲ့လိုမျိုးငါတို့ slide လေးခဏနည်းနည်း short ပေးပါပြီးတော့ခုနကြောက်ကြည့်မီးလေးနဲ့ပဲကြည့်မယ်ဆိုလို့ရှိရင်စိတ်တပွင့်ရဲ့တောက်ပါလက်အားကိုကျွန်တော်တို့တည်တည်ချာချာလေးအမှန်အတိုင်းပေါ့နော်နေရမှာဖြစ်ပါတယ်။တော့ဒီမင်းကိုမေးတဲ့ကိုလည်းကျွန်တော်တကယ်လေးစားပါတယ်။ဆိုတော့ကျွန်တော်ဒီလိုမျိုးတည်တည်ချာချာလေးစိတ်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့လူတွေအများကြီးလိုအပ်ပါတယ်။ဟုတ်တယ်ကိုရင်ရင်ပြီးတော့လည်းအဲ့ဒီမီးထိုးတယ်လို့ပြောတဲ့အခါမှာလည်းပေါ့နော်အမားတို့ဒီ Grand Diamond မှာဆိုလို့ရှိရင်မီးရောင်နေအများကြီးမထိုးတာဘူး။ဒါပေမဲ့ကောင်တာမီးကိုဓာတ်ရိုက်ထိုးတာ slide မီးတွေတော့ရှိတာပေါ့နော်။ဒါပေမဲ့များသောအားဖြင့်အမားတို့ဒီအဲ့မီးကိုတုံတိုင်အောင်မဖွင့်ဘူး။တကယ်ဆိုစိတ်ဆိုင်နေဆိုလို့ရှိရင်ဒါကိုဖွင့်ရမှာ။ဒါပေမဲ့အမားတို့ကအဲ့မီးကိုအမြဲပိတ်ထားတယ်။ပိတ်ထားတယ်တချို့ဟိုနည်းနည်းပို့ပြီးတော့အလင်းရောင်ပို့ပြီးတော့များများကြည့်ချင်တဲ့သူတွေမှဒါမှောင်နေရလို့ခံစားရတယ်ဆိုတဲ့သူတွေမှဒါအမားတို့အဲ့မီးကိုဖွင့်ပေးလိုက်တယ်ပေါ့နော်။ဆိုတော့အဲ့မီးဖွင့်တာနဲ့မဖွင့်တာနဲ့မှလည်းတိတာတယ်။မဖွင့်မဲနဲ့ရောင်းတာဒီအမားတို့ဒီ daylight ကိုပဲမူတည်ပြီးတော့အမားတို့ target ထားပြီးတော့ရောင်းတာဖြစ်တယ်ပေါ့နော်ဆိုတော့ပုံမှန်အဆောက်အဦထဲမှာမြင်နေရတဲ့ဒီမီးအလင်းရောင်အများကြီးမရှိရပုံမှန်အခန်းမီးရောင်ထဲမှာပဲကြည်တာနဲ့အပြင်မှာကြည်တာနဲ့ဆိုအရင်မကွာဘူးပေါ့နော်မကွာနေဘူးဆိုတော့အဲ့ဒီအချိန်မှာတော့ပြဿနာမရှိဘူးတခါလေကြောက်လို့ရှိရင်တချို့ဆိုင်နေဆိုရှင်နည်းနည်းမီးအလင်းရောင်အများကြီးဆူဆူကြီးထိုးထားတဲ့အခါဆိုလို့ရှိရင်တော့ဒါမျိုးလေးတွေတော့ဖြစ်ကောင်းတော့ဖြစ်နိုင်တာပေါ့နော်ဟောဒါဆိုမှဝယ်တဲ့သူအနေနဲ့ကိုဆိုင်ရောက်သွားပြီဆိုလို့ရှိရင်မိเจ้าပထကြောင်းရှိလေရေးကြည့်လိုက်ပြီမိเจ้าနည်းနည်းများပြီဆိုရင်ဒါနည်းနည်းတတိထားပြီးတော့ပဲနော်ဒါလေးတော့ရှိတာပေါ့နော်ကိုရင် Okay ဒါတော့မှကျွန်တော်တို့ cat နဲ့ပတ်သက်ပြီးတော့မိကိုတူတာလေးပေါ့နော်ဆိုပြီးတော့မေးတာပါ Okay မှကျွန်တော်တို့ correct သွားကြည့်အောင်ဟုတ်ကဲ့ကိုရင် correct ကတော့မှပဲဖြေပေးပါဦးမိုင်းဆိုတော့ကျွန်တော်မိကိုလေးမေးပေးမယ်ဟုတ်ကဲ့ဆိုတော့မာမေးသားလေးဆိုတော့တကယ်တော့ budget ကအကန့်အသတ်ရှိတယ်နားပြီဒါပေမဲ့
ကြီးရဲ့စိန်လိုချင်တယ်ဘတ်ဂျက်အကန့်အသတ်ရှိတယ်ကြီးရဲ့စိန်လိုချင်တယ်ဒါပေမဲ့ကြီးရဲ့စိန်ဝယ်သွားတဲ့အတွက်ကြောင့်ね quality ရော့သွားရင်အပြင်မှာစိန်ကအရင်တိတာသွားမလားquality short ရယ် quality short ရင်တိတာသွားမလားစိန်ရန်တိတာသွားဟုတ်တော့ဈေးကလည်းမ short ဈေးကလည်း budget အကန့်အသတ်ရှိတယ် budget အကန့်အသတ်ရှိတယ်ကြီးရဲ့စိန်လိုချင်တယ် quality ကတော့ကြီးရဲ့စိန်လိုချင်တယ်ဆိုရင်တော့ quality နည်းနည်း short မှရတော့မှာဟုတ်ကဲ့ဆိုတော့အဲ့ဒါလေးဖြေပေးပါဦးအမလေးအဲ့လိုဖြေမယ်ဆိုရှင် quality ဘိုင်းမှာအများသောအားဖြင့်စဉ်းစားကြတဲ့ customer type မျိုးစား9မျိုးလောက်ရှိတယ်9မိနစ်လောက်ရှိရဆိုရှင်ပထမပိုင်းပထမတအူပြောရမယ်ဆိုလို့ရှင်သူကအဓိကကိုရင်ရဲ့အမတို့ budget ချိန်တယ်ဆိုတာလေ color နဲ့ clarity ကိုသွားချိန်ညာဆိုတော့ color ကိုတိုးယူမယ် clarity မှာ short ယူမယ်ဆိုတော့သူလည်းရှိတယ်လို့ color မှာ short ယူမယ် clarity မှာမြင့်ယူမယ်မြင့်ယူမယ်ဆိုတော့customer type လေးရှိတယ်တချို့ကျတော့ color ရော clarity ရောညီမျှမျှတအောင်ယူတဲ့သူတွေလည်းရှိတယ်ဥပမာထားပါတော့ eye color J color လောက်ကိုယူပြီးတော့ clarity ကို VS1 VS2 လောက်ကိုယူလိုက်တယ်ပေါ့နော်အားလုံးကကြားပဲ color မှာလည်းကြားပဲ clarity မှာလည်းကြားပဲအဲ့လိုမျိုးယူတဲ့သူလည်းရှိတယ်ဒါပေမဲ့တချို့ကျတော့ color ရော clarity ရောမချိန်ဘူးကတ်မှာသွားချိန်တယ်ကတ်မှာသွားချိန်တဲ့သူလည်းရှိတယ်ဒါပေမဲ့နောက်ဆုံးတစ်မျိုးကကျတော့color ရော clarity ရောကတ်ကောတခုမှမလျှော့ဒါပေမဲ့ color weight မှာသွားလျှော့တယ်ဆိုတော့ customer type အမျိုးအစား9မျိုးရှိတယ်လို့ပြောလို့ရတယ်လို့အမတော့ဒီမှာမြင်တယ်ပေါ့နော်သို့ပေမဲ့အမအနေနဲ့သူကလည်းကတ်နဲ့ color weight ကိုသွားမလျှော့ချင်ဘူးဆိုလို့ရှိရင်တော့အမတော့ဒီ1နဲ့2နဲ့တမားစဉ်းစားတဲ့အတိုင်းကိုစဉ်းစားသင့်တယ်လို့တော့ထင်တယ်ဆိုတော့1နဲ့2နဲ့တမားမှာ color နဲ့ clarity ကိုချိန်ပြီးတော့ဝယ်သွားတာချိန်ပြီးဝယ်သွားတာမျိုးပေါ့နော်ဆိုတော့အဲ့ဒီဟာကိုစဉ်းစားစေချင်တယ်ဆိုတော့ဒါပေမဲ့ကိုရင်ရဲ့အမှပြောရမယ်ဆိုရှင်လေဟာတာလေးတစ်ခုပေါ့ဥမာထားပါတော့အမကစိန်နဂတ်တရံအမဝယ်လာအမဝယ်လာလိုက်တယ်ဝယ်လာလိုက်တဲ့အချိန်မှာကိုရင်နဲ့တွေ့ကိုရင်ကအမကိုတကယ်ချင်းမဲ့ဆိုတော့ maybe ဟဲ့နင်းစိန်နဂတ်လေးလှလိုက်တာဟဲ့ဝယ်လာချင်းဒါပေမဲ့ပြီးတဲ့ကြာအဓိကကာလာကိုပဲကြည့်ရလေကာလာလေးကဖြူးတာဆိုပြီးတော့ပဲကြည့်မှာဒါပေမဲ့နင်းစိန်နဂတ်ငါ့ကိုချွတ်ပေးပါအောင်ငါလူနဲ့ကြည့်မယ်ဆိုဘယ်သူမှမလုပ်ဘူးငါမဘလူးပိုင်နင်းစိန်နဂတ်ချွတ်လိုက်ငါကြည့်မယ်ဆိုဘယ်သူမှမလုပ်သိလားအဲ့တော့ကြာတော့တန့်စင်မှုကအရေးကြီးတယ်ဆိုပေမဲ့လေကာလာကိုနည်းနည်းနှင့်ဝစ်ပြီးတော့ clarity ကိုနည်းနည်းလေးဘယ်လိုနှိမ့်ဝစ်တယ်ဆိုတာလဲကိုရင်အမတို့ခုနရှေ့က clarity မှာသွားဆွေးနွေးခဲ့တယ်လို့ပဲ SI1 လောက်ထိကိုအမဆိုလိုတာမဟုတ်ဘူးဒါပေမဲ့ကာလာမှာတစ်ခါကျရင်အမြင့်ဝင်လိုက်တယ်ပေါ့ GH လောက်ထိကိုအမြင့်ဝင်လိုက်ပြီးတော့ clarity မှာ VS1 VS2 လောက်ထိဝင်မယ်ဆိုလို့ရှိရင်တော့ဒါဒီကောင်းသော good choice တစ်ခုလို့ပဲအမတော့မြင်တယ်ပေါ့နော်ဆိုတော့တကယ်လို့ဒီအကိုသာရွေးမယ်ဆိုလို့ရှိရင်အကိုလားအမလားတော့မသိဘူးပေါ့နော်ရွေးချယ်မယ်ဆိုလို့ရှိရင်တော့ number 1နဲ့2နဲ့ customer type အမျိုးအစားကိုချိန်ပြီးတော့ဝယ်သင့်တယ်ဆိုတော့ color နဲ့ color short color short မလား clarity တင်မလားclarity short မလားဒါစသဖြင့်ပေါ့နော်အဲ့နှစ်ခုကိုပဲချိန်ပြီးတော့ budget စဉ်းစားသင့်တယ်လို့ထင်တယ်တေချာပေါက်ကတော့ကတ်မှာတော့လုံးဝမ short တဲ့ဒါပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးလေမှာကျွန်တော်ဗာလေးသွားပြီးတတိရတယ်လဲဆိုရင်ဒါကျွန်တော်တို့သင်ပေးတဲ့ကျွန်တော်တို့ဆရာကြီးလည်းအမြဲတမ်းပြောတဲ့ဟာတစ်ခုပေါ့နော်ဆိုတော့ကက်ကူတော့လုံးဝမလျှော့နဲ့3 8နဲ့နန်းကလည်းလုံးဝမစင်းနဲ့ဒါ minimum ပဲဒီတဲ့ထပ်ပြီးထပ်လျှော့မယ်ဆိုစိတ်ရလှစရာအကြောင်းမရှိတော့ဟုတ်တယ်လှတာကြိုက်တဲ့လူတွေအတွက်ပြောတာပေါ့နော်မလှလေးပြဿနာမရှိဘူးဆိုတော့တဘောပါအဲ့မှာမှကျွန်တော်တို့ကာလာနဲ့တန့်စင်မှုကိုချိန်ဆပြီးဝယ်ပေါ့ဆိုတော့ဒီနေရာမှာတစ်ခါကျရင်ကျွန်တော်ကဘယ်လိုလေးသွားပြီးတော့တွေးမိတယ်လဲဆိုတော့အခုဒီနောက်ပိုင်းတော့မှပို့ပြီးတော့တိတာလာတယ်အခုဒီနောက်ပိုင်းဆိုရင်ကျွန်တော်တို့အဝိုင်းစင်အပြင်တခြားသော fancy ကက်လေးတွေကို fancy ကက်လည်းဝင်လာကြတယ်ဝင်လာကြတယ်နော်နိုင်ငံတကာမှာလည်းဒီနိုင်ငံက celebrity တွေကလည်းသူတို့ engagement လုပ်တာတို့ဘာလို့ဆိုလို့ရှိရင်အဝိုင်းစီတုံးနေဆိုတော့တော်တော်မရှိတော့ဘူးရှာသွားအခုက trend ဖြစ်နေ trend လောက်ဖြစ်နေပြီနော် overget တို့ဘာလို့ဆိုနော်ဆိုတော့အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ကအခုသူတို့လိုမျိုးပေါ့နော်ကိုကလည်းဒါလေးကိုသဘောကျပြီးလိုက်ပြီးဝတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တဦးချင်းစီ individual like ခွဲခြားမယ်ဆိုလို့ရှိရင် fancy get ကိုသာရွေးမယ်ဆိုလို့ရှိရင်ဥမာထားပါတော့မှ fancy get တဲ့မှာကျွန်တော် brilliant get တွေရှိမယ် over တို့ pierce တို့ marquis တို့ဒါဆိုကျွန်တော်တို့ brilliant ဖြစ်တယ် brilliant ဖြစ်တဲ့အတွက်ကြောင့်သူတို့ဒီပါမယ်အနာလောက်ဆိုလို့ရှိရင်တော့နည်းနည်းလေးဖုံးနိုင်ဖိနိုင်တယ်ဆိုတော့အနေထားမှာရှိတယ်ပေါ့သူကက်ရဲ့အချိုးစားကက်အချိုးစား yes မကက်အချိုးစားအတိတ်ကစကားပြောဒါပေမဲ့ထားပါတော့ fancy cat ထဲမှာမှဥပမာကျွန်တော်တို့ elongated cat တွေပေါ့နော် emerald တို့ရှိမယ်နောက် cushion တို့ archer cat တို့စသဖြင့်ပေါ့နော်အဲ့လို cat တွေအထူးသဖြင့် emerald လို cat မျိုးပေါ့နော်ကြီးလိုက်တာနဲ့ရှင်းကနေလင်းကနေဖြစ်နေရဆိုတဲ့ cat မျိုးမှာတော့ကျွန်တော်တို့သွားပြီးတော့ quality short လိုက်မယ်ဆိုလို့ရှိရင်
သွားပြီ တိတာ ကျွန်တော်အနာကြီးအရင်တိတာသွားပြီပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့တူးချင်းစီလိုက်ကိုဘယ်လိုပုံစံမျိုးဝင်มาလဲဒီနေရာမှာလည်းကျွန်တော်တို့အရင်စကားပြောတယ်ဒါကြောင့်မို့ကျွန်တော်တို့ final decision ဆိုလို့ရှိရင်တော့ဟိုတကယ်ကိုကျွမ်းကျင်တဲ့စိန်ချောင်းနားလည်တဲ့သူတွေနဲ့တိုင်ပင်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်တော့ပတ်သက်ကြီးတဲ့ဝယ်တာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုကျွမ်းကျင်တဲ့သူတွေနဲ့တိုင်ပင်ပြီးဝယ်မယ်ဆိုလို့ရှိရင်တော့ကိုပေးရတဲ့တန်ဖိုးတွေထိုက်တဲ့ရာထူးရရှိလာမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါတယ်ကိုရင်ဟုတ်ကဲ့ပါခင်ဗျာโอเคမဒါကျွန်တော် carrot နဲ့ပတ်သက်ပြီးဆက်ပြီးမေးလိုက်မယ်မခုနကလည်းနည်းနည်းလေးစင်နေကျွန်တော်မတခါလေးပြေပြောဟုတ်ကဲ့ကိုရင်ဆိုတော့သူများတွေကတော့တဲ့ကြီးမှလာတယ်ပြောတယ် size เนาะမှာစိန် size ကြီးမှလာတယ်ပြောတယ်ဒါပေမဲ့တချို့တငယ်ချင်းတွေကသူ့ကိုပြောတယ်တဲ့အရွယ်စားထက်အကြီးအသွေးကပိုပြီးတော့တန်ဖိုးကြီးတယ်ဟာမိုက်တယ်တဲဆိုရဲစားပါလားဆိုတော့သူဘယ်အောင်ရွေးရမယ်မသိဘူးဖြစ်နေတယ်အရွယ်စားတဲ့အရေးသွေးကပိုပြီးတော့ရေးကြည့်ရလားစိုက်ကြီးမှလှမှလားမှဒါလေးဖြေပေးပါဦးမှန်တာပေါ့ကိုရင်အဲတငယ်ချင်းပြောတာမှန်တယ်လို့ပြောတငယ်ချင်းပြောတာမှန်တယ်အတိကအရေးသွေးပဲတို့တွေနော်အရေးသွေးကောင်းတဲ့ပစ္စည်းတစ်ခုဒီဘယ်တော့မှတန်ဖိုးကျသွားမှာမဟုတ်ဘူးဆိုတော့အတိုင်းပဲပေါ့နော်ဆိုတော့ဒီအရေးသွေးကအရန်ကိုဒီထဲမှာအခန်းကဏ္ဍမှာအရန်အရေးပါတယ်လို့အမတော့မြင်တယ်ဆိုတော့စိန်ဆိုင်ကြီးတိုင်းကြာရှည်ခံနိုင်မှာလည်းမဟုတ်တယ်လို့စိန်ဆိုင်ကြီးတိုင်းနဲ့ဒီဘယ်လိုပြောရမလဲquality ကောင်းတစ်ခုလှပတဲ့စိန်တပွင့်ဖြစ်မှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့စိန်ဆိုင်ကြီးတဲ့နေရာမှာလည်းတချို့တော့အရာအများကြီးရှိဥပမာစိန်ဆိုင်ကလည်းအကြီးပဲကွာစိန်ဆိုင်ကြီးကလည်းကြီးရယ်ပြီးလို့ရှိရင်လည်းတို့ကာလာကြရလဲကောင်းပြီး clarity လဲကောင်းကပို့ဆိုကပို့ဆိုဒီလိုမျိုးစိန်တပွင့်ဆိုဘယ်လိုလုပ်မလဲနော်လုံးဝပြောရမယ်ဆိုဖျားစုစိန်ကြီးဖြစ်နေဆိုဒီလိုမျိုးဆိုလို့ရှိရင်တော့တေချာပေါက်9ရက်သားသမီးကြိုက်တဲ့စိန်တော့ဖြစ်မှာတော့မဟုတ်ဘူးဆိုတော့9ရက်ကိုပဲကြိုက်တယ်ကိုပဲကြိုက်အောင်တော့ကွာအချိန်တိုင်းတာတစ်ခုရောက်သွားရဲ့အချိန်ကြာရှင်တိုင်းငိုချင်တော့လှတဲ့စိန်တွေအများကြီးပြန်တွေ့ရဲ့အချိန်ကြာလို့ရှင်လာရဲ့အချိန်ကြာလို့ရှင်ငါဟာကြီးကတိတ်မလက်တလို့ပဲငါဟာကြီးကတိတ်မလှတလို့ပဲဒီလိုမျိုးလေးတွေဖြစ်နိုင်တာမျိုးပေါ့နော်ဆိုတော့ပြောမယ်ဆိုရင်အရေးသွေးကအရင်ကမှအရေးကြီးရဲ့အဲ့တော့ကိုရင်းရဲ့တချို့တော့ series လေးတွေမှာလည်းတွားပြီးတော့ကြည့်လို့ရတယ် diamond series လေးတွေမှာတွားကြည့်လို့ရတယ်ဒီက cap ပဲကြည့်မလား color ပဲကြည့်မလား clarity ပဲကြည့်မလားနည်းနည်းစီလေ့လာလို့ရတယ်ပေါ့နော်စိတ်ဝင်မယ်ဆိုလို့ရှိရင်တော့ဒါလေးတွေရောကြည့်တဲ့နယ်လို့ဒီမှာတော့အကြံပေးချင်ပါတယ်ဆိုတော့ကြည့်ပြီးရောဘာလုပ်ရမလဲဆိုတော့ရွေးဝယ်ရတော့ရွေးဝယ်ရမှာအဓိကကြည့်တယ်ဆိုတော့စိန်ကြောင်းလားမလိုပါဘူးငါဒါလှုပ်ရှားမှမဟုတ်တာဆိုပေမဲ့ဒါကဝမ်းစာတော့တချို့အတွက်တော့ဟုတ်ပေမဲ့ဒါပေမဲ့တကယ်တမ်းဒီဟာပညာပေါ့နော်ကိုဝယ်တဲ့အချိန်ကြာလို့ရှိရင်ဒါအရွေးမမတော့အရင်စကားပြောတယ်အရွေးမမတော့ပေါ့နော်ဆိုတော့ဒါလေးတွေကစိတ်ဝင်စားဖို့လည်းကောင်းတယ်ကြည့်ဖို့လည်းကောင်းပါတယ်ဆိုတော့အရေးသွေးကအရင်အရေးပါပါတယ်လို့မှပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကယတနာတစ်ခုပဲတဲ့ခါမှာကျွန်တော်တို့ကိုစာသင်ပေးတဲ့ကျွန်တော်တို့ဆရာကြီးပြောသလိုပေါ့နော်ယတနာဒီလူတိုင်းတဲ့မထိုက်တန်တော့ဟုတ်တယ်ကြားရတော့မျိုးရွဖြစ်နေဒါမဲ့ဒါအမှန်တရားပဲအမဆိုရောင်းနေတဲ့တန်တဲ့ချောင်းမှာအမြဲတမ်းခဏကြုံမှုမယ်ထင်တယ်နော်ပတ်သက်ရှိတိုင်းလည်းထိုက်တယ်နော်မဟုတ်ဟုတ်တယ်တကယ်လှရတဲ့နာတစ်ခုကသူ့ဘာသူပတ်စံဘယ်လောက်ပေးနေသူနဲ့ထိုက်တယ်မှာရမှာဆိုတော့ကျွန်တော်တို့ကယတနာလို့ပြောပြီးတော့မလှနေဘူးဆိုလို့ရှိရင်ယတနာရဲ့အင်္ဂါရဲနဲ့မကန့်ညီနေပြန်ဆိုတော့ကျွန်တော်ဒေဂျာယတနာလို့ပြောလို့ရှိရင်လှရမယ်နောက်ပြီးတော့ရှားပါရမယ်ကြာရှည်ခံနိုင်ဖို့လည်းလိုတယ်အဲ့သုံးချက်ပြည့်မှသာယတနာတစ်ခုရဲ့အင်္ဂါရဲနဲ့ကန့်ညီတာဖြစ်ပါဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ဝယ်ယူတဲ့ခါမှာအလွယ်ဝယ်တာမျိုးမဟုတ်ဘဲနဲ့ယတနာနဲ့တူအောင်ဝယ်တာကတော့လူတိုင်းအတွက်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်ကိုရင်အဓိက9ရက်သားသမီးကြိုက်ဖို့လိုတယ်ဆိုတာကလေကိုရင်ကိုကဒီပစ္စည်းကိုနှစ်တည်းအကြာကြီးထိတိမ့်ထားမယ်ဘယ်သူမှပြန်မရောင်းဘူးဘယ်သူမှပြန်မပေးဘူးဆိုရင်တော့တမျိုးပေါ့နော်ဒါမှမဟုတ်ကိုကဒီပစ္စည်းကိုအချိန်တိုင်းတာတစ်ခုမှမကြိုက်တော့ဘူးပြန်ရောင်းချင်လာပြီဒါမှမဟုတ်များသောအားဖြင့်ဒီဈေးကွက်မှာဖြစ်လိမ့်ပြချာတငယ်ချင်းချစ်ကြိုက်ရောင်းကြိုက်ဝယ်လောက်ကြရမျိုးလေးရှိတယ်ပေါ့နော်ဆိုတော့နင့်ပစ္စည်းလေးလှလိုက်တာငါ့ပြန်ရောင်းပါလားဆိုတဲ့လူမျိုးတွေပေါ့နော်အဲ့လိုအတွက်ဆိုလို့ရှိရင်တော့9ရက်သားသမီးကြိုက်တဲ့ပစ္စည်းမျိုးစားတွေကပို့ပြီးတော့ရွေးချယ်ဖို့တင့်တော်တယ်လို့အမတို့ဒီမှာပြောချင်ပါတယ်โอเคမဒါဆိုရင်တော့ကျွန်တော်တို့4C နဲ့ပတ်သက်ပြီးတော့ correct လည်းပြီးသွားပြီလေးခုစလုံးတော်တော်လေးပြည့်စုံသွားပြီတော့နောက်ထပ်တစ်ပိုင်းမှာတော့ကျွန်တော်တို့ဘာနဲ့ပတ်သက်ပြီး 4C နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဆက်ပြီးတော့ customer အနေနဲ့တိထားစရာလေးကိုပြောပြပေးပါဦးဟုတ်ကဲ့အဓိက 4C ပြီးရဲ့နောက်မှာအမတို့ဘာလေးတွေဆက်ပြောရမလဲဆိုရှင် For those who want more